ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးတီတာမြန်တို့ YouTube channel ကနေပြန်လဲကြိုးလိုပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညီမလေး6ရက်5လ2025အင်္ဂါနေ့မနေ့ညမှာ9-3ည1ချိန်9-3ညပြည့်ရှိတယ်တဲ့အကိုမမောင်လေးညီမနော်ကျွန်းရင်တော့ကျွန်တော်ပေးတဲ့ခဏနေရပါဗျာနော်သူကတော့9-3ညပြိတဲ့နော်ကိုမလေးမောင်လေးညီမလေး9-3ညပြိအင်္ဂါနေ့မနေ့ညနေပုံမှာ9ပြိ3ညပြိဒီချိန်ထွက်ရမယ်တဲ့ခင်ဗျနော်အဲ့တော့ကိုမလေးမောင်လေးညီမလေးအင်္ဂါနေ့မနေ့ညမှာကျွန်တော်ကတော့9-3ည1ချိန်ကိုကြိုက်သည့်အတွက်9-50နဲ့3ည3ညအားပြီးတတန်အောင်မယ်9-50နဲ့3ည3ညကိုအားပြီးတတန်အောင်မယ်9-50 3ည3ညဒါကိုအားပြီးတတန်အောင်မယ်ဒါဆိုလို့ရှိရင်အကိုမတွေမောင်လေးညီမလေးကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့ကီးနဲ့ထိအောင်ပေးရ2328 9398 4146တဲ့ဒီကနန်းတွေကမိန်ထိုးမယ်နော်9ဘူးရဲ့3ညဘူးရဲ့50ဆိုတဲ့ခဏရဲ့9-3ညပြိအားပြီး3ခွက်ကိုတတန်အောင်မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကနော်ဒါဆိုလို့ရှိရင်2328 9398 4146ဒါဆိုကျွန်တော်ပေးထားတာ9ပြိ3ညပြိပဲအကိုမတွေမောင်လေးညီမလေးဒါမှမလို့ဘူးထင်ကျွန်တော်ရဲ့မိတ်ဆွေတွေကမနဲ့သုံးမဟုတ်ညနေမှာဒီချိန်ကြမှာ9ပြိ3ညပြိတဲ့ခင်ဗျနော်9ပြိ3ညပြိ6ရက်5လ2025အင်္ဂါနေ့မနေ့ညမှာ9ပြိ3ညပြိဒီ100ရာခိုင်နှုန်းဒီချိန်ကြပေးရမယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညမလေးတွေက9ပြိ3ညပြိကိုလိုက်မယ်ပေါ့နော်9ပြိ3ညပြိကိုလိုက်မယ်ခင်ဗျအဲ့တော့အကိုမတွေမောင်လေးညမလေးယုံကြည်တဲ့လူတွေ9ပြိ3ညပြိကိုလိုက်ပတ်တီးကတော့နေကုန်မှာကျွန်တော်9တလုံးကြိုက်တယ်ခင်ဗျနော်9-3ည1ချိန်နဲ့သူက9-3ညပြိလို့ပြောထားတယ်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညမလေးတွေဒါဆိုရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညမလေးက9-50 3ည3ညအားပြီးတတအောပြီး2328 9398 4146ဆိုတဲ့9-3ညပြိခဏန်းကလေးတွေထိုးမယ်ဒါမှလုံအောင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညမလေး9ပြိ3ညပြိကိုချုပ်မှာခင်ဗျနော်ဟုတ်ကဲ့ပါချစ်ဆုံးတို့ကျွန်တော်ရဲ့ channel အသစ်ကလေးကိုလည်း subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့ကျွန်တော်ကို like လက်မအသေးလေးတွေပေးထားကြပါဦးဗျနော်ကျွန်တော်က subscribe က100ရာခိုင်နှုန်းကြည့်မှကျွန်တော် like လွှင့်လို့ရမှာအဲ့တော့အကိုမတွေမောင်လေးညီမလေးကျွန်တော်ကနှုတ်ကနေပြောနေရတယ်ဆိုတော့ကျွန်တော်တွက်ဝင်နေပြလို့မရလို့နော်တွက်ဝင်နေပြလို့မရတဲ့အတွက်အဲ့တော့အကိုမတွေမောင်လေးညီမလေးအဖွဲ့ဝင်နေတဲ့ အကိုမတွေမောင်လေးညီမလေးတွေကဗရိတ်တစ်မျိုးနဲ့မွေးခဏတော်လေးကွက်ကိုလိုချင်အခုချိန်ဝင်လို့ရသေးတယ်ဗျနော်ဒါမှမဝင်ညုံဆိုရင်ကျွန်တော်အခု like အခု channel အသစ်ကလေးမှာကျွန်တော်မွေးခဏတင်ပေးထားတယ်အကိုမကြီးကြိုက်တဲ့ဟာကို like ကျင်းသေးကြတယ်ကြိုက်တဲ့ဟာကို like ကျင်းသေးကြတယ်နော်ကျွန်တော်ပွဲတိုင်းချပေးတယ်ကျွန်တော်ရဲ့ဗရိတ်ကျွန်တော်ရဲ့ပတ်သီးနဲ့ကျွန်တော်ရဲ့မွေးခဏတော်လေးကွက်ထဲကပဲကျင်းသေးကြတယ်အဲ့တော့အကိုမကြီးယုံကြည်တဲ့လူ like မယုံကြည်တဲ့လူကြော်သွား